လောကကြီးမှာကိုထိန်းချုပ်လို့ရတဲ့အရာရှိတယ်လို့เนาะကိုထိန်းချုပ်လို့မရတဲ့အရာဆိုတာရှိပါတယ်เนาะဒီနေ့ဒါကိုလေ့လာတော့ဖို့ဖြစ်တယ်ဆိုတော့ဒီနေ့နေ့လည်ကပေါ့เนาะကျွန်တော်ဇနီးရဲ့ဖုန်းပျောက်သွားတာဖြစ်တယ်เนาะသူဈေးရောက်နေရင်လည်းအန်တီကြီးတယောက်ကရောက်လာเนาะအထည်လေးကိုငွေတီငွေနဲ့အားလုံးရှုပ်အောင်လုပ်ပြီးတော့เนาะဖုန်းကိုယူသွားတာဖြစ်တယ်เนาะအထည်လေးနဲ့တောင်းခွဲဖို့အားပေးသွားတာဖြစ်ပါတယ်နော်ဒီတွဲလေးချီစုတင်နေဒါပေမဲ့အန်တီကြီးရဲ့ပုံစံကိုကြည့်တဲ့အခါမှာသူကရွှေလက်ကောက်တွေနဲ့ပါတိတ်1 cent နဲ့နော်တထေးလိုပဲလုံးဝမထင်ရဘူးနော်ဒီနေ့ရတဲ့သင်ခန်းစာပါလဲဆိုရင်နော်တထေးလိုပါလို့ဆိုတဲ့အခုခေတ်ကယုံလို့မရတော့ဘူးဆိုတာကိုကျွန်တော်သဘောပေါက်သွားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ထိန်းချုပ်လို့မရတဲ့ຢာတွေထဲမှာနော်ຢာဒီဥဒုကိုထိန်းချုပ်လို့မရဘူးပြီးတော့ကျွန်တော်ရဲ့အသက်အရွယ်ကိုထိန်းထားလို့မရဘူးပြီးတော့တစုံတစ်ယောက်ရဲ့လုပ်ရက်တွေကိုလည်းကျွန်တော်တို့ကထိန်းချုပ်လို့မရပါဘူး။နောက်ပဲချိန်မှာဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိနိုင်ဘူး။နော်ဒီလောကကြီးကဂါလိလဲရေအိုင်လိုပဲ။နော်ရုပ်တရက်ချက်ချင်းနော်လေမုန်တိုင်းတွေကြားရောက်လာတယ်။နော်အခြေအနေတွေရုပ်တရက်ပြောင်းလဲသွားနိုင်ပါတယ်။ဆိုတော့ဒီຢာတွေပေါ်မှာကျွန်တော်စိုးရင်ပူပန်နေမဲ့စာ။နော်ကိုအခြေအနေတွေရောက်ရှိလာတဲ့အခါမှာဝမ်းနဲ့ကြည်ကွဲနေမဲ့စာကိုလုံနိုင်တဲ့ຢာတွေကိုအာရုံစိုက်ဖို့အရေးကြီးပါတယ်။ဒီနေ့ကျွန်တော်ထိန်းချုပ်လို့ရတဲ့ຢာတွေကဘာတွေလဲဆိုရင်ကျွန်တော်ရဲ့စိတ်ခံစားချက်တွေကိုကျွန်တော်ထိန်းချုပ်လို့ရပါတယ်။နော်စိတ်တဘောထားတွေနော်စကလုံးတွေကျွန်တော်ရဲ့အပြုအမူတွေနော်ကျွန်တော်ရဲ့ဒီမန်နာဆိုရင်ချင်းတိမ်မွေးတဲ့ຢာနော်ခြေစူးတီးတတ်တဲ့ຢာတွေနော်ဒီနေ့ effort အားစိုက်တဲ့ຢာနော်တရားတွေကိုကျွန်တော်အားလုံးထိန်းချုပ်လို့ရပါတယ်။ဖုန်းပြောက်သွားတဲ့အခါမှာကျွန်တော်စိတ်ခံစားချက်တော့မကောင်းဘူးဒါပေမဲ့ကျွန်တော်စိတ်ခံစားချက်ကိုမထိန်ချုပ်ပဲနဲ့ဒေါသနဲ့ကျွန်တော်အော်ဟစ်လိုက်မယ်။တော့တယောက်နဲ့တယောက်အပြစ်တင်လိုက်မယ်ဆိုရင်ဖုန်းထက်ပိုပြီးတော့ကြီးမားတဲ့ဆုံးရှုံးမှုတွေမိသားစုထဲမှာရောက်ရှိလာနိုင်ပါတယ်။တော့စာရမဏကတော့သူ့ရဲ့သဘာဝအတိုင်းအကိုချင်းဝက်ချင်းတက်ချင်းကလာတယ်။တော့ကျွန်တော်ရဲ့မိသားစုတွေထဲမှာရှိတဲ့ငြိမ်သက်ခြင်းတွေကိုခိုးယူဖို့နော်မိသားစုထဲမှာရှိတဲ့ဝမ်းမြောက်ခြင်းတွေကိုလူယူဖို့တော့သူကနီလန်ပေါင်းစုံနဲ့နော်မထင်မှတ်ထားတဲ့အချိန်မှာရောက်ရှိလာတတ်ပါတယ်ဖုန်းပြောက်သွားတဲ့အခါမှာကျွန်တော်လိုက်ရှာတယ်လိုက်ရှာလို့မတွေ့တဲ့ချိန်မှာလည်းကျွန်တော်ဇနီးကိုကျွန်တော်အပြစ်မပြောဘူးသူလည်းအားပေးတာပဲဖြစ်ပါတယ်ဆိုတော့သူကတော့ဝမ်းနေနေတာပေါ့နော်ဘာပဲဖြစ်ဖြစ်ဖခင်ကအကောင်းဆုံးသောဖုန်းကိုသူ့အတွက်ပြင်ဆင်ပေးမှာပဲဖြစ်တယ်အာမင်ကျွန်တော်ယုံကြည်တဲ့သူတကယ်ပဲကောင်းတဲ့ဖုန်းကိုရလာမှာဖြစ်တယ်ဆိုတော့ဒီနေ့ဖုန်းထက်ကျွန်တော်ရဲ့မိသားစုကပိုအရေးကြီးတယ်ဆိုတာကိုနားလည်စေချင်တယ်။တော့ကျွန်တော်ဖုန်းထက်ကျွန်တော်ရဲ့အနာဂတ်ကပိုပြီးတော့အရေးကြီးတယ်ဆိုတော့တဘောပေါက်ရမှာဖြစ်တယ်။တော့ကျွန်တော်ဘဝတစ်လျှောက်လုံးနဲ့နိုင်ရှင်ရင်တော့ကျွန်တော်ဆုံးရှုံးရတဲ့ဖုန်းလေးတစ်လုံးကဘာ